မြန်မာနိုင်ငံမှာရှင်ပြုတွေကိုကြည်လိုက်လို့ရှိရင်ဘာသွားတွေ့ရလဲဆိုတော့အဓိကကြတဲ့ရှင်ပြုဆိုတဲ့လုပ်ငန်းကဗราဏနေရာမရောက်ဘဲနဲ့မောင်ရှင်လောင်းလှဲ့တဲ့ဘက်ကိုတွားပြီးတော့ဥစားပေးတာကိုတွေ့နေရတယ်ဟိုခေပြောင်းသွားပုံလည်းပြောမလို့ပါနော် All the kids from the ceremony are going to be shaving their heads to become novices. အဲ့ဒါလေးကဟိုမလို့ရဘူးတော့မဟုတ်ပါဘူးလို့ပါခန်းခန်းနာနာလို့တာပေါ့နော်တိုးတော့ဘယ်ဟာကအဓိကလဲ And including my brother and cousin. The novice to be has to consider that everything is impermanent when his head is being shaved. Gita, Loma, Naga, Danta, Daso. He's going to be renouncing everything that he belongs to and become a monk. အနှစ်နဲ့အကာကိုတဲ့ခွဲခွဲချမ်းချမ်းသိတဲ့သူမှအနှစ်ကိုယူနိုင်တယ်တဲ့ The novices will be receiving their robes and then they will repeat after the Sayadaw. Even though he is wearing a robe, he's not fully a novice yet, so he's going to be taking the 10 precepts. ကိုလုပ်တဲ့လုပ်ငန်းရဲ့တကယ်အနှစ်ကဘာလဲဆိုတာကိုအလူတော်လူမှာဆွေတွေမျိုးတွေကအဲ့ဒါသိရမှာဗျနော် Now they have become real novices. I can no longer touch my brother anymore because he is now a novice. အဲ့ဒီကနေပြီးတော့အခုကျတော့မောင်ရှင်လောင်းလှဲ့တဲ့ဘက်ကိုခေစားသွားပြီးတော့မောင်ရှင်လောင်းကိုအပြိုင်လှဲ့နေကြအဲ့ဒီတော့ဖြစ်နေတာအဲ့တော့ဒါတို့မြန်မာနိုင်ငံဘုရားဘာသာလောကရှင်ပြုအလှူဟာအဲ့ဒီလိုကြီးအခြေအနေဖြစ်နေတယ်ဖြစ်နေတော့အဲ့ဒီဖြစ်တာကြီးကိုတော့ဘုန်းကြီးကအပြစ်မပြောဒါကတော့ခန်းခန်းနာနာလုံးတာဖြစ်တဲ့အတွက်လုံးတင်တယ်တိုးတော့အဲ့ဒီအကာတွေပဲများသွားလို့ရှိရင်တကယ်အနှစ်ကလွတ်သွားမှာဘုန်းကြီးအဲ့ဒါစိုးရိမ်တာနော်